ပစ္စည်းငါဥစ္စာငါအိမ်ငါရငါလေပါဒါတွေအားလုံးငါရဲ့ကိုယ်ပိုင်အရာတွေပါဘယ်သူနဲ့မှမသက်ဆိုင်ဘူးဘယ်သူနဲ့မှမပတ်သက်ပါဒါတွေအားလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်ငါရဲ့စွမ်းငါရဲ့ကုန်ငါရဲ့လှုပ်ဆောင်ချက်တွေကြောင့်ဒါတွေအားလုံးတိုးလို့သာငါပိုင်ဆိုင်ကြီးလူတွေအားလုံးရှိမှလေငါလေးဝင်ကြွားခဲ့ရတယ်ဒါတွေအားလုံးငါတယောက်တည်းပဲပိုင်ဆိုင်တယ်အိုလူသားသိချာစဉ်းစားကြည့်ပါဦးတစ်ချိန်ချိန်မှာတည့်ရဲ့အသက်တာကုန်ဆုံးသွားရဲ့ကိုယ်နိုင်ရှိတဲ့ဥစ္စာများကိုယ်နဲ့ယူသွားနိုင်မလားစဉ်းစားပါသိချာစဉ်းစားကြည့်ပါဦး